ကျွန်တော်က control ရနေတာရနော် control ရနေတာ exam file ဝဘတစ်ခုအသစ်ပွင့်လာတယ် control ကျွန်တော်ပြောရလေ exam file တစ်ခုအသစ်ပွင့်လာကျွန်တော်ကပထမ table 1ဆိုရယ်ဒီ file လေးကိုဖွင့်တာအဲ့ချိန်မှာ control ရအောင်နေအဲ့ချိန်မှာနေအဲ့တော့ကျွန်တော်ကဘာပြောချင်တာလဲဆိုတော့လေ window တစ်ခုအသစ်ပွင့်လာတယ်ပြောတာအော်ကျွန်တော်က PowerPoint ဖွင့် exam မှာကျွန်တော်က PowerPoint ဖွင့်လာတယ်ဒီဟာတစ်ခုမှမဟုတ် PowerPoint ဖွင့်လာတယ်အဲ့ချိန်မှာကျွန်တော်က PowerPoint တစ်ခုအသစ်တစ်ခုထပ်လို့ခြင်းတယ် Word တစ်ခုအသစ်ထပ်လို့ခြင်းတယ်ဆိုရင်အဲ့ PowerPoint ဖွင့်လာတဲ့အချိန်မှာ control ရအောင်နေကြည့်အော်ဆိုချမ်း PowerPoint တစ်ခုထပ်ဖွင့်လာတယ်အဲ့ဒါကိုကျွန်တော်ပြောတာဖွင့်လာတဲ့အချိန်မှာနေရအဲ့ချိန်မှာကျွန်တော် save လုပ်မယ်ဆိုရင်control S ကိုနှိပ်လဲရတယ်ဒါပေမဲ့ကျွန်တော်ကအခုမှစသုံးပါပြီကျွန်တော်ဒီ save button လေးကိုပဲသုံးလိုက် save button လေးကိုသုံးမယ်ပြီးရင်ဒီမှာ save ဆိုတဲ့နေရာလေးပေါ်လာတယ်အဲ့မှာကျွန်တော် location ကိုရှာမယ် location ဆိုရင်ကျွန်တော် computer ထဲကိုသွားမယ်ပြီးရင်ကျွန်တော် computer ထဲရဲ့ဘယ်ကိုသွားမလဲဆိုတော့ desktop ကိုသွားမယ် desktop မှာကျွန်တော်ရှိရဘက်ပေးထားတဲ့ computer 2ပေါ်လာလေးဒီဟာလေးအဲ့ဒါလေးကိုနှစ်ချက်ခောက်လိုက်ခောက်ပြီးရင်ကျွန်တော်ဒီမှာ computer 2ရှိရအဲ့ဒီမှာသွားပြီးတော့ table 2လို့ထည့်လိုက် table 2လို့ထည့်လိုက်ရ table 2လို့ထည့်ပြီး save button လေးကိုနှိပ်လိုက်ရရှေ့ဆက်သွားရအောင်ရှေ့ဆက်သွားဆိုရင်ကျွန်တော်ဒီနေ့ဘာလုပ်မလဲဆိုတော့လေကျွန်တော် table လေးတစ်ခုဆွဲပြီးတိတ်မကြနဲ့เนาะဘာလို့ကြာရင်ကျွန်တော်အချိန်ကြီးအများကြီးပေးရဒီ table လေးတစ်ခုအရင်ဆွဲပြီးtable လေးတစ်ခုဆွဲရလွယ်တယ်ဟိုဘက်ကတော့ကျွန်တော် name လေးပါမယ်ပြီးရင် student start date ပါမယ် end date ပါမယ်ပြီးရင်ကျွန်တော် training team for the training team format ဒါပဲစဆွဲလို့ရမယ်เนาะဆွဲပြီးเนาะပထမဆုံးကကျွန်တော် name ကိုရေးမယ်ပြီးရင်ကျွန်တော်ဗာရေးရမှာလဲ Okay, study. Study က B1 မှာလားဟုတ်တယ် Okay, study. ပြီးတော့ကျွန်တော်က end date. ပြီးတော့ကျွန်တော်က end date. အဲ့ဒါပဲလေပြီးတော့ကျွန်တော်ရဲ့ name အောက်မှာကျွန်တော်ဘာတွေရှိမလဲနာမည်တွေရှိမယ်အဲ့နာမည်အဲ့တိုင်းပဲရိုက်ခဲ့သွားလိုက်လေအခြားနှစ်ခုကကြတော့လေကျွန်တော်training team for day ရယ် training team for month အဲ့ဒါလေးပဲရေးပေးတာကျွန်တော်လည်းမတူဘူးဒီအောင်ဟာရယ်တွက်ရမှာဒါတွေကတွက်ချရမှာအဲ့ဒါလည်းမပါဘူးเนาะstatic ရယ်ဒီဘောကတန်းလေးပါမယ်ပြီးရင်ကျွန်တော်ဒီဟာလေးရေးပေးမယ်အခုကျွန်တော် highlight လုပ်တဲ့ဟာလေးပဲဒီလိုဖြစ်နေရလို့ရှိတယ်ဒီလိုဖြစ်နေရလို့ရှိတယ်ဘာဖြစ်လို့အဲ့လိုဖြစ်နေလဲဆိုတော့ကျွန်တော်ဒီ format လေးကိုကျွန်တော်ပြောပြချင်လို့ကျွန်တော် reference မှာလည်းအများကြီးတွေ့ရတယ်အဲ့ဒါဘာလဲဆိုတော့လေကွန်ပျူတာရဲ့ format နဲ့ exam ရဲ့ format မတူတဲ့ကိစ္စကျွန်တော်ကွန်ပျူတာရဲ့ format ကဒီဟာဘာကိုပြောရလဲဆိုတော့အချက်ကြည့်လိုက်ဒါကဘာ format လဲဒီနှစ်ခုလေးအချက်ကြည့်လိုက်ဒီမမရေးဆိုမမဒီရေးအခုကျွန်တော်ရေးရတဲ့ format ကOkay ဒီမှရေးရအဲ့တော့ကျွန်တော်မှားတဲ့လူတွေကလေကိုကွန်ပျူတာရဲ့ format ကိုတော့ပြန်ကြည့်လိုက်ကျွန်တော်ကွန်ပျူတာရဲ့ format မှာကျွန်တော်ဆိုရင်12ရက်မေ19လို့ပြရတယ်မှားတဲ့လူတွေကဘယ်လိုပြနေလဲဆိုတော့မေ12ရက်19အဲ့လိုဖြစ်နေတယ်ကွန်ပျူတာရဲ့ format နဲ့ Excel ရဲ့ format တွေက match မဖြစ်တွေ့လားမသိဘူးအဲ့ဆိုရင်ကျွန်တော်ကအဲ့လူတွေကဘယ်လိုရိုက်ရမလဲဆိုတော့ဒီလိုရိုက်ကျွန်တော်ပြောချင်တာလေအဲ့လိုမှားနေတဲ့လူတွေကလေ23ကိုထည့်လိုက်ပေါ့ကျွန်တော်ကွန်ပျူတာနဲ့ format နဲ့တူသွားအောင်လို့23ကိုထည့်ရတယ်6ကိုရှေ့ပို့လိုက်23ကိုထည့်လိုက်ပြောချင်တာ date တွေကိုထည့်လိုက်ကွန်ပျူတာမှာပြောချင်တာဒီနေ့က12ရက်မေအဲ့တော့ကျွန်တော်က exam မှာသွားပြီးတော့ဘယ်လိုရိုက်လဲဆိုတော့မေကိုရှိရထားတယ်12ကိုထည့်ရထားတယ်အဲ့တော့ကြောင့်မှားတာကျွန်တော်ကဘယ်လိုရိုက်ရမလဲဆိုတော့ကွန်ပျူတာ format နဲ့တူသွားအောင်လို့လောက်ကိုရှေ့ရပို့လိုက်အဲ့တော့ကျွန်တော်ကဒီမှာဆိုဘယ်လိုဖြစ်သွားမလဲဆိုတော့မှားလူက6ပါရှေ့ရရောက်သွားမှာ6ပါပိုင်း23ရက်နေ့30ပေါ်လာတဲ့အတူပဲအဖေအတူပဲထိုးဖြစ်နေမယ်ဒီ date နှစ်ခုကကျွန်တော်က web test ကိုမသုံးရသေးဘူးဆိုတော့ကျွန်တော်ကဒီလိုဖြစ်နေလိမ့်မယ်web test ကိုကျွန်တော်ဖြောက်ထားမယ်ဒီလိုဖြစ်နေမယ်ဟုတ်တယ်နော်ကျွန်တော် web test အကြောင်းကျွန်တော်မသိသေးဘူးထားလိုက်ကိစ္စမရှိဘူးကျွန်တော်မသိသေးဘူးဒီဟာကလည်းကျွန်တော်မှမရှိသေးဘူးဒီဟာတွေလည်းကျွန်တော်မှမရှိသေးဘူးထားလိုက်ကျွန်တော်ဒါလည်းဖြတ်လိုက်ဒါလည်းကျွန်တော်ဖြတ်လိုက်မယ်အဲ့တော့ကျွန်တော်ကဒီ date တွေရေးပြီးသွားပြီဆိုရင်ကျွန်တော်ကဒီမှာက training day for day ဆိုတော့ဘာလို့သိချင်တာလဲဆိုတော့ training ကဒီရက်မှာစတယ်ဒီမှာဆုံးတယ်ဆိုတော့ကျွန်တော်ဘာလို့သိချင်တာလဲ training ရဲ့ဘယ်နည်းကြာလဲဆိုတော့သိချင်တာအဲ့တော့ကျွန်တော်ကလွယ်လွယ်လေး formula ပါရေးစရာမလိုကျွန်တော်ကend date ကတော့ start date ကိုနှုတ်ပေးလိုက်ရင်ရပြီအဲ့တော့ကျွန်တော်ကဘယ်နည်းကြာလဲဆိုတော့သိပြီ end date ကတော့ start date ကိုနှုတ်ပေးလိုက်အဲ့ဘယ်လိုနှုတ်မလဲကျွန်တော် formula ရေးပြီဆိုရင် equal sign ပဲ okay equal sign ပဲပြီးတော့ end date ကဘယ်ဟာလဲ end date ကဘယ်ဟာတော့ 0108 Okay 0108အဲ့ဒါ end date အဲ့ဒါတစ်ချက်ခောက်လိုက်မယ်ပြီးတော့ကျွန်တော်ကနှုတ်မှာဆိုအနှုတ် sign လေးတက်လိုက်ပေါ့အနှုတ် sign လေးတက်လိုက်ပြီးတော့ start date ကဘယ်ဟာလဲ
Okay 23ရက်6လအဲ့ဒါဆိုရပြီအဲ့ကျွန်တော် formula ဒီတိုင်းဖြစ်သွားပြီဟုတ်တယ် C2 ကကျွန်တော်က C2 ကဒီမှာလေး ending အော် set လေးကB2 အော် C2 ရတော့ B2 ကိုနှုတ်လိုက်ရင်ကျွန်တော်ကအပြည့်ထွက်ပြီအခုအော်ကျွန်တော်ကဒီတင်တန်းက26လပိုင်း23ကဖွင့် sorry 23ကဖွင့်နေ8လပိုင်း1ရက်နေ့မှာဆုံးတယ်အဲ့တော့39ရက်ကြာတယ်အော်ပြီးပြီဆိုရင်ကျွန်တော်ဘာလုပ်လို့ရလဲ formula ကိုdress ဆွဲချမှာမဟုတ်ဘူး apply လုပ်တာဟောမှာတော့ okay ဒါလေးကိုကျွန်တော်နှားလေးပြလို့ကျွန်တော်တစ်ခုပြမယ်ကျွန်တော် exam မှာလေကျွန်တော်နည်းနည်းလေးချက်လိုက်မယ်နော်အဲ့ဒါလေးလိုက်ကြည့်လိုက်ကျွန်တော် cell လေးကိုနည်းနည်းချက်လိုက်မယ်ကျွန်တော်က exam မှာ number လို့သိတယ်ဆိုရင် exam မှာကျွန်တော်10လို့ရလိုက်မယ်အဲ့ဒါခေါက်ကြည့်လိုက်ဘယ်ဘက်ကိုကတ်သွားလဲကျွန်တော်ရေး okay အဲ့ဘက်ကကြည့်တော့ညာဘက်ကတ်တယ်အဲ့တော့ကျွန်တော်က name လို့သိရင် exam မှာကျွန်တော် name ကိုကျွန်တော်တစ်ခုရိုက်လိုက်မယ်ဘယ်ဘက်ကိုကတ်သွားအဲ့တော့အဲ့ exam မှာကျွန်တော်က number တွေလို့သိရင်အများကြီးညာဘက်ကိုကတ်တယ် number တွေလို့သိရင် sorry touch တွေလို့သိရင်အများကြီးဘယ်ဘက်ကိုကတ်တယ်အဲ့ဒါလေးဆက်သတိထားအဲ့တော့ကျွန်တော်ကဒီမှာ date လေးကျွန်တော်ရိုက်ထည့်ကြည့်မယ်10ရက်ဦးကကျွန်တော်23တော့ကျွန်တော်ဦးက23ဟော23ရက်5လ6လ10ဟောဒီဟာ date တစ်ခုဟောဒီ date ကိုကျွန်တော်ရိုက်ထည့်လိုက်တယ်အဲ့ဒါခေါက်ကြည့်လိုက်အဲ့ဆိုရင်ဒီ date ကမှန်လားမမှန်ဘူးလားOkay ဘယ်ဘက်ကိုကတ်တယ်เนาะဘယ်ဘက်ကိုကတ်တယ် Okay ကျွန်တော်ကအဲ့ဒါ format မတူဘဲနဲ့ကျွန်တော်က6ကို8ကိုပို့ရမယ်ဟောကျွန်တော်ကခုနမှားလူတွေတိုင်းပဲကျွန်တော်က6ကို8ကိုပို့ပေးရတတ်တယ်ကျွန်တော်6လပိုင်း23ရက်10အဲ့ဒါခေါက်ကြတယ်ဘာဖြစ်နေလဲမှားနေရလေဘာလို့ကျွန်တော် date နဲ့မတူဘူးကျွန်တော်က23ကကျွန်တော် date က day month year စီအဲ့မှာကျွန်တော်ရိုက်ရ monday year ဖြစ်နေအဲ့ဒါကိုကျွန်တော်မှားတယ်ရလားမသိဘူးအဲ့လိုမှားတယ်မှန်တယ်ရတယ်အဲ့တော့တချို့တွေကပြောတယ်ဒီမှာကျွန်တော် exam မှာထွက်တဲ့အခါကျတော့အပြင်မထွက်ဘူးအပြင်မထွက်ပဲဒီမှာ value တွေပြနေအဲ့ဒါမျိုးတွေကြာရင်ဒီမှာ automatic date ကိုသွားပြင်လိုက် automatic ဒီ API မှန်သွားအဲ့ဒါကြောင့် formula ဘာလုပ်လို့ရလဲformula ဘာလုပ်လို့ရလဲokay formula ပြင် okay အဲ့ဒါကြောင့် formula ကိုပြင်နေတယ် apply လုပ်လိုက် apply လုပ်လိုက်မယ်နော် formula ကိုပြင်နေတယ် apply လုပ်လိုက်မှားရတယ်လည်း apply လုပ်လိုက်ပြီးမှကိုကဘာမှမသိသွားဘူးပြန်ပြင်လို့ရပြီနော်ပြန်ပြင်လို့ရပြီအဲ့ဒါပြင်နေတယ် apply လုပ်လိုက်အဖြေထွက်လာမယ်ထွက်တယ်အဖြေထွက်တယ်ဒီကိုမကြည့်ဘူးကွာကွန်ပျူတာကြည့်ပြီးပဲထွက်နေတာအဲ့ကျွန်တော်အဖြေမတူမှာဆိုလို့ထွက်တယ် value တွေထွက်နေလို့တော့Okay အဲ့ဒါဆိုကျွန်တော်က training day for day ကိုသိသွားအဲ့ဒါဆို man ကိုသိရင်ဘာလုပ်ရမှာလဲ man ကိုသိရင်ဘာလုပ်ရမှာလဲရှင်းဒီရက်ကိုသူကတလားဘယ်နှလားလေးသိချင်ဘာလုပ်ရမှာတတိနဲ့စားလိုက်ပေါ့နော်တတိနဲ့စားလိုက်အဲ့ဒါကျွန်တော်ကညလုံးလေးမှာမြင်ကြည့်လိုက်ရှိရတာလေးကိုအကုန်အောင်စားကြည့်ဘယ်လိုစားမလဲကျွန်တော်ပါဇက်နေရင်ပြောပြ equal ဟုတ်တယ် equal ရေးမယ်ပြီးဒီကျိုးပြီးတော့ Okay divided ကကျွန်တော်ကွန်ပျူတာ keyboard ရဲ့အောက် question mark ဆိုတာအဲ့ဒါ divided ပဲเนาะ shift လေးနဲ့တွဲနေလိုက် divided sorry ဒီတိုင်းနေလိုက် divided ဖြစ်တယ်ပြီး divided ပြီးတော့ကျွန်တော်ဘာရေးရမလဲ30ဆောင်ပဲရညာမဟုတ်လေ30ကဘယ်ရအောင် keyboard ကတော့ရိုက်တယ် keyboard ကရိုက်တယ်တလားတော့30မလို့ okay တလားတော့30မလို့30အဲ့ဒါဆိုတော့30ပဲရမယ်ဒီမှာဆိုလို့အဲ့ဒါကျွန်တော်အန်တက်ခောက်လိုက်ရင်ပြည့်ထွက်တယ်နောက်ပိုင်းမှာကျွန်တော်ပြောလို့ရကျွန်တော်ဒီမှာလက်သမားတွေထွက်နေအဲ့လက်သမားတွေကျွန်တော်ဘာလုပ်လို့ရလဲဆိုတော့လေ increase degree ဆောက်လို့ရတယ်ကျွန်တော်ကဒီမှာလက်သမားတွေမလို့ချင်လက်သမားထွက်တယ်ဆိုတော့သူအပြင်မှန်တော့ဘာလို့လဲဆိုတော့39ဖြစ်နေအောင်တလားကြုံနေလို့သူက 0.30 စွန်နေတာအဲ့ဒါကိုလက်သမားတွေမလို့ချင်ဆိုရင်လေ numbering group ကမလို့ကျွန်တော်ကလက်သမားတွေကို degree ဆောက်လို့ရတယ်ဒီမှာတုံညတွေ arrow နဲ့ပြရတယ်အဲ့ဒါလေးဒီဘက်ကဟာကြတော့ကျွန်တော်က degree ဆောက်တာဘာလို့လဲဆိုတော့လက်သမားတွေဖြုတ်ချင်တာဒီဘက်ကကျတော့ increase လောက်တာလက်သမားတွေထပ်တိုးနေတာအဲ့တော့ကျွန်တော်ကလက်သမားတွေမလို့ချင်းပြုတ်မယ်ဆိုရင် degree နဲ့ချက်နေလိုက်အဲ့တော့လက်သမားနှလုံးမရှိတော့ရလားအောက်ကိုကြည့်ပြီးတော့သူကပြောလိုက်မှဟန်နဲ့ပြန်ပြမယ်ညီမဒီမှာဆက်ကြည့် okay အဲ့တော့ကျွန်တော်ကဒီမှာ slide ရေးပေးလိုက်မယ်ကျွန်တော်ဒီမှာလက်သမားတွေမလို့ချင်းဆိုရင်ဒီမှာ numbering group မှာရှိရဲ0တွေကို arrow နဲ့ပြရတယ်အဲ့ဒါဘာလို့လဲဆိုတော့လက်သမားတွေကိုdecimal တွေကို degree ဆောက်တာ increase ဆောက်တာဒီဘက်က degree ဆောက်တာတက်နေမယ်ဆိုရင်ဓာတ်မတွေထပ်တိုးတော့ဒီဘက်ကကျတော့ increase ဆောက်တာ sorry degree ဆောက်တာနှိမ့်လိုက်မယ်ဆိုရင်သူကရော့သွားမယ် degree ဖြစ်သွားမယ်အဲ့ဒါဆိုကျွန်တော်မလို့ချင်းဆိုရင် degree ဆောက်ကြတာအဲ့ဒါဆိုကျွန်တော်ဒီမှာ1 2 3တစ်လားဆိုရင်တစ်လားနှစ်လားဆိုရင်နှစ်လားအဲ့လိုပဲထွက်လိုက်မယ်ရဆက်သွားအောင်ကျွန်တော်ကဒီမှာကျွန်တော်စာလေးကိုကျွန်တော်က word test လေးသုံးပြီးတော့ကျွန်တော်ထည့်ဖြစ်ခဲ့ဘာလို့ဆိုတော့ set ကတအားကျယ်နေအောင်ကျွန်တော်က set ကိုတအားအကျယ်ကြီးမထားကြည့်ဘူး
အဲ့ဒါဆိုရင်ကျွန်တော်ဘာသုံးလို့ရလဲဆိုတော့ wet test သုံးလို့ရတယ်ကျွန်တော်ကနှစ်ထပ်စာလုံးတွေလောက်တယ်လို့လေwet test ဆိုတာဘာလို့လဲဆိုတော့စာလုံးတွေတအားချင်းနေတဲ့ခါကျရင်စာလုံးတွေနှစ်ထပ်စားနေတဲ့ wet test သုံးလိုက်တယ်ကျွန်တော်ဒီမှာဒါလေးကိုသွားပြီး wet test button လေးရှိရဲ alignment group တွေမှာရှိwet test ကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်လေကျွန်တော် wet test ကြီးနှိပ်လိုက် wet test လေးကဟိုက်သွားတယ်ဒါပေမဲ့ကျွန်တော်စာနှစ်ထပ်မဖြစ်သေးဘာဖြစ်လို့လဲဆိုတော့လေကျွန်တော် cell ကဒီကျွန်တော်ရဲ့ဒီ column cell ကသူ့ရဲ့တားကျယ်နေလို့အဲ့မှာ wet test သုံးလိုက်လို့ကျွန်တော် cell လေးကိုသွားပြီးတော့ကျင်းကြည့်လိုက်အချက်ကွာလေးတင်မယ်ပြီးရင်ကျွန်တော် cell လေးကိုကျင်းကြည့်လိုက်စာလုံးတွေကနှစ်ထပ်ဖြစ်သွားလိမ့်ကျဲတဲ့အခါကျရင်ဒီ cell က column ကတအားကျဲနေတဲ့အခါကျရင် wet test သုံးလဲစာလုံးကနှစ်ထပ်မဖြစ်ဘူးဘာလို့လဲဆိုတော့တအားကျဲနေလို့ column ကတအားကျဲနေလို့အဲ့ဒီမှာကျွန်တော်နှစ်ထပ်ဖြစ်နေတယ်ဆိုရင်အဲ့ဒါဆိုအရင်ဆုံးစိတ်လိုက် cell လေးကိုအရင်ဆုံးဆွဲပြီးတော့စီလိုက်အဲ့ဒီမှာကျွန်တော် wet test သုံးကြည့်အဲ့ဒီမှာကျွန်တော် wet test လေးကို set နေကြည့်သူ့အောင် domain နှစ်ထပ်ဖြစ်သွားအဲ့ဒါ wet test သုံးတာနော်